ဒီလူရဲ့မျက်လုံးဟာရှေးဟောင်းပစ္စည်းနဲ့မတော်တဆထိခိုက်မိသွားခဲ့ပါတယ်။သူနိုးလာတဲ့အခါဆေးရုံရောက်နေပြီးမျက်လုံးတွေကိုလည်းပတ်တီးနဲ့စီးထားတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲအံ့ဩစရာကောင်းတာတစ်ခုစဖြစ်ပါတော့တယ်။သူဟာစီးထားတဲ့ပတ်တီးကိုထောက်ထွင်းမြင်နိုင်ုံတင်မကပဲနေရန်တွေကိုပါဖောက်မြင်နေရပြီးအခြားအခန်းထဲကသူနာပြုမလေးကိုပါလှမ်းမြင်နေရတာပါသူတိတ်ကြောက်သွားတာကြောင့်မျက်လုံးပေါ်ကပတ်တီးကိုအမြန်ချွတ်လိုက်ပါတယ်။ဆရာဝန်ရောက်လာတဲ့အခါမှာတော့ဆရာဝန်ရဲ့နှာခေါင်းစည်းအောက်မှာမှဲ့တလုံးရှိနေတာကိုဖောက်မြင်လိုက်ရတာကြောင့်နှာခေါင်းစည်းကိုချွတ်ပြဖို့တောင်းဆိုခဲ့ပါတယ်။နှာခေါင်းစည်းချွတ်လိုက်တဲ့အခါသူမြင်ခဲ့တဲ့အတိုင်းမှဲ့ကကွက်တိရှိနေခဲ့ပါတယ်။ဒါရင်မကသေးပါဘူးသူနဲ့သူတငယ်ချင်းဈေးထဲမှာလမ်းလျှောက်နေတော့ဆိုင်ရှင်ကင်ထားတဲ့ဘူးတီ6ဟာတန်မိုးကြီးရှေးဟောင်းပစ္စည်းဖြစ်နေမှန်းရုတ်တရက်မြင်လိုက်ရပါတယ်ဒါကြောင့်ဆိုင်ရှင်ကိုရောင်းမလားလို့မေးလိုက်ရမှာဆိုင်ရှင်ကဒေါ်လာနဲ့တူညတောင်းခဲ့ပေမဲ့နောက်ဆုံးဒေါ်လာ600နဲ့ဈေးတည်သွားခဲ့ပါတယ်အဲ့ဒီနောက်ဒီဘူးတီ6ကိုရှေးဟောင်းပစ္စည်းကုန်သည်စီယူသွားပြတဲ့အခါအဲ့ဒီဘူးတီ6ဟာဒေါ်လာ3သိန်းတန်ကြီးရှိနေမှန်းသိလိုက်ရပါတယ်သူ့မှာအထူးစွမ်းအားတွေရှိနေမှန်းပိုသိချချင်တာကြောင့်လေလံပွဲတစ်ခုကိုတွားခဲ့ပါတယ်။အဲ့ဒီမှာဘယ်သူမှမဝယ်ချင်ကြတဲ့ရှေးဟောင်းပကြီးကားတစ်ချက်လေလံတင်နေတာကိုတွေ့လိုက်ရပေမဲ့သူကတော့ပကြီးကားတွေကထူးဆန်းတဲ့အချက်တစ်ခုကိုသတိထားမိလိုက်တာကြောင့်ဝယ်ယူခဲ့ပါတယ်ပြီးတော့အဲ့ဒီပကြီးကားကိုရှေးဟောင်းပစ္စည်းပညာရှင်ဖြစ်တဲ့သူ့ဖိုးစီယူသွားပြခဲ့ရမှာတော့ပကြီးကားရဲ့စစ်မှန်တဲ့တန်ကြီးဟာဒေါ်လာ15 သန်းတောင်ရှိနေမှန်းစစ်ဆေးတွေ့ရှိလိုက်ရပါတော့တယ်။